orange ပါဒီနေ့မှာတော့ဒီကာလာအလင်းဆိုးထားတဲ့သူတွေကိုအထူးထားတဲ့အခါမှာဒီဆက်ဆံနည်းတွေကိုဘယ်လိုစဉ်းစားမလဲပေါ့နော်ဒီနည်းနဲ့ပတ်သက်ပြီးတော့မျှဝေပြီးချင်ပါတယ်ဒီကျွန်တော်တို့ဟာဒီစပင်ဆေးဆိုးတဲ့အခါမှာပေါ့နော်ဒီလိမ့်ပေါ်မှာမျှဝေတဲ့ဒီဆက်ဆံနည်းတွေကိုပဲအားကိုးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူစီမာလာဆိုတဲ့ဧည့်သည်ရဲ့ base color level နဲ့ကိုစီလာဆိုတဲ့ဧည့်သည်ရဲ့အောက်ခံ base color level တွေကမတူညီတဲ့အတွက်ကြောင့် No သူတို့မြောက်ကိုလည်းဆက်ဆံနည်းတိုင်းဟာကိုယ့်အတွက်အသုံးဝင်ချင်မှဝင်ဒါကြောင့်မလို့တကယ်တော့ကိုယ့်ရဲ့ဆိုင်ကိုဧည့်သည်စပင်ဆေးလာဆိုလို့ဒီဧည့်သည်ရဲ့အောက်ခံအလင်းနယ်ပယ်ကိုကြည့်ပြီးတော့ဒီဧည့်သည်ရဲ့အောက်ခံ base color ကိုကြည့်ပြီးတော့မှကိုကဘယ်လိုမျိုးအယောင်ထားပြီးမလဲဘယ်လိုမျိုးအယောင်တင်ပြီးမလဲဆိုတာကိုကဒီအခြေခံကာလတွေကိုသေချာနားလည်ပြီးတော့မှတွေ့ချင်တတ်ဖို့လိုအပ်ပါတယ်ကျမတို့ဟာဒီအလင်းကာလာကိုအမောင်ကာလာမချခင်ပါပေါ့နော်ဒီအမောင်ကာလာတစ်ခုကိုအလင်းကာလာဖြစ်အောင်ဘယ်လိုဆိုးခဲ့လဲဆိုတာကိုလက်တွေ့ကြစဉ်းစားကြည့်လို့ရှိရင်ပေါ့နော်ဒီစပင်ရဲ့ဆဲထဲမှာနီဝါပြဆိုတဲ့အရာတွေရှိတယ်ကျမတို့ဟာဒီအပြအမောင်တူကိုဖယ်ဖို့အတွက်ချုပ်စေး 12% လို့သုံးကြတယ်အဲ့ခါမှာအပြရောင်ရောင်ချဲကဖယ်ပြီးွားဖြစ်တယ်ဒီလိမ်မော်ရောင်တပ်ဖို့အတွက်711လို့သုံးကြတယ်ဒီအဝါရောင်ကိုတပ်ဖို့အတွက်360ကိုအသုံးပြုကြတယ်ပေါ့ဒီအရာထဲမှာဒီအပြာတို့လိမ်မော်တို့အဝါတို့ခက်ဝမ်းမှာတာဒီစပင်ထဲမှာပေါ့နော်အလင်းကာလာဖြစ်တဲ့ဒီအဝါနုတွေစင်ဆွဲလို့အယောင်တွေဒီလိုအယောင်တွေပဲကြံခဲ့တာပေါ့နော်အဲ့လိုမျိုးလိမ့်နေတဲ့ level ကိုကျမတို့ကထပ်ပြီးတော့အမောင်ပြန်ချခြင်းလေဆိုလို့ရှိရင်အဲ့စပင်ထဲမှာရှိတဲ့အယောင်တွေကိုပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်ဒီစပင်တစ်ချောင်းထဲမှာသူအဝါနည်းနည်းလေးပဲရှိတော့တယ်ဆိုလို့ရှိရင်ကိုကဒီစပင်ကိုပြန်မောင်းခြင်းလေဆိုလို့ရှိရင်သူ့ထဲကိုတေချာပေါက်ဒီရောအဝါရောအပြာရောသုံးမျိုးလုံးကိုထည့်ရမယ်ပေါ့နော်ပြီးအရန်မောင်းခြင်းတဲ့တို့အခြေအနေမျိုးဆိုလို့ရှိရင်တော့အဲ့တဲ့ကိုထိုက်တိုက်ကလာလေးဆိုပြီးလို့ရှိရင်တော့ဒါလုံးဝမောင်သွားပြီပေါ့နော်ဒါပေမဲ့အဲ့တဲ့ကအရင်မမောင်ပြီးသွားချင်တာမဟုတ်ဘူး level ကိုသူကချချင်ရုံပဲ level 5လို့ level 6လို့တလောက်ပဲသူကချချင်တာဆိုရှင်ကျမတို့ကဒီအပြာရောင်ကိုထည့်ပေးစရာမလိုဘူးပေါ့နော်ဒီအဝါနဲ့အနီနဲ့2မျိုးကိုပဲထည့်ပေးရမယ်ဒါဆိုလို့ရှိရင်ဒီဧည့်သည်ရဲ့စပင်ထက်ကိုဒီအမောင်အယောင်ပြန်ချဖို့အတွက်လိုအပ်တဲ့ကာလာကအနီနဲ့အဝါဒါဆိုရင်အနီနဲ့အဝါနဲ့ပေါင်းချင်းရဲ့ရလာကလိမ့်ပေါ့ဒါဆိုလို့ရှိရင်ကျမတို့ကဒီစပင်လေးနာအနီမောင်သွားအောင်ဒီကိုဆိုးမဲ့ကာလာထဲမှာဒီလိမ့်ပေါ့ကိုမဖြစ်မနေထည့်ပေးရချင်းဖြစ်တယ်ပေါ့နော်ဒါမှသာလိုချင်တဲ့ဒီအလင်းအစိမ့်နိုင်တဲ့အယောင် level တစ်ခုကိုရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစပင်ဆေးဆိုးတဲ့အခါမှာဒီ link ပေါ်မှာတခြားဆရာတွေအများကြီးတွေကမြောက်နေတဲ့ဒီဆေးစနစ်တွေကိုအရင်ပဲအားမကူပဲနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဧည့်သည် customer ရဲ့ဒီစပင်ထဲမှာသူပါရောင်ဆိုးထားတဲ့သူကအမောင်ပြန်ချချင်တာဆိုခုလက်ရှိသူစပင်ထဲမှာပါရောင်ရှိနေရတယ်။ပါရောင်ပြန်ဖြည့်ပေးမှဒီစပင်ကမိန်ပါနဲ့ဒီအစီကြမှာလေဒီလိုမျိုးကိုစဉ်းစားပြီးတော့မှကိုယ့်အကူဆိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒီစစ်စနစ်တွေဟာကိုယ့်အတွက်ဘာမှအကျုံးမဝင်ဘူးဒါကြောင့်မလို့ဒီ link ပေါ်မှာမြောက်နေတဲ့ဒီစစ်စနစ်တွေကိုအရန်အားမကိုပါနဲ့ကိုဘာသာကိုဒီကာလာနဲ့ပတ်သက်တဲ့အခြေခံ theory တွေကိုနားလည်အောင်အရင်ဆုံးလေ့လာပါဒါလေးကိုကကျွမ်းကျင်တည်သွားပြီဆိုလို့ရှိရင်ကိုယ်စီမှာစပြီလာရင်အဲ့တဲ့ရဲ့စာသားအခြေအနေအောက်ခံ level အနည်းစိတ်အယောင်တွေကိုကြည့်ပြီးတော့မှဧည့်သည်လိုချင်တဲ့ target ကာလာဧည့်သည်ဆိုချင်တဲ့ကာလာကိုကမလွဲမသွေမတိုင်းဆောင်ပဲနဲ့တတိကျကျဆိုပေးနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကဘူတူတာဖြစ်စေတဲ့အကျိုးရှိရဆိုလို့ရှိရင် comment မှာတစ်ခုရေးရပါတခြားကြည့်ချင်တဲ့အကြောင်းအရာရှိရဆိုလို့ရှိရင်လည်းရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် orange ပါ